နက်သီးမှာဗိုက်တာမင်သတ္တုဓာတ်တွေဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ဘရိုမလင်းလို့ခေါ်တဲ့အစာချေအင်ဆိုင်းဓာတ်တွေကြွယ်ဝစွာပါဝင်တာကြောင့်ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိပါတယ်။စီးချိုယောဂရှိတဲ့သူတွေအနေနဲ့နက်သီးစားသုံးခြင်းဟာအကျိုးသက်ရောက်မှုတွေရှိပါတယ်။အကျိုးကျေးဇူးတွေရှိသလိုသတိထားရမယ့်အချက်တွေလည်းရှိပါတယ်။ယခုဗီဒီယိုမှာတော့စီးချိုသွေးချိုယောဂရှိတဲ့သူတွေအနေနဲ့နက်သီးစားသုံးတဲ့အခါမှာသိထားရမယ့်ဗဟုသုတတွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါရှင်။ TNT Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ယခုပထမဆုံးနက်သီးစားသုံးခြင်းဟာစီးချိုယောဂအပေါ်မှာဘယ်လိုအကျိုးကျေးဇူးတွေရှိတယ်ဆိုတာကိုမျှဝေပေးသွားပါမယ်။နံပါတ်1ကတော့အမြင့်ဓာတ်တွေပါဝင်မှုပါ။နက်သီးမှာအမြင့်ဓာတ်တွေများစွာပါဝင်ပြီးတော့အစာရှည်စနစ်ကိုကောင်းမွန်စေပါတယ်။ဒီအမြင့်ဓာတ်တွေပါဝင်တဲ့အတွက်သွေးရင်းသကြားဓာတ်ကိုဖြည်းချင်းပဲမြင့်တက်ဖို့အတွက်အကူအညီပေးပါတယ်။စီးချိုယောဂရှိတဲ့သူတွေအနေနဲ့သွေးရင်းသကြားဓာတ်ကိုရုတ်တရက်မြင့်တက်မှုမဖြစ်အောင်အထောက်အကူဖြစ်စေနိုင်ပါတယ်။နောက်တစ်ခုကအမြင့်ဓာတ်ကဝန်းချုပ်ခြင်းကိုသက်သာစေပြီးတော့ကိုယ်အလေးချိန်ကိုထိန်းညှိရမှာလည်းအထောက်အကူဖြစ်စေပါတယ်။စီးချိုယောဂရှိတဲ့သူတွေအတွက်ကိုယ်အလေးချိန်ထိန်းသိမ်းဖို့ဟာလည်းအင်မတန်မှအရေးကြီးပါတယ်။နံပါတ်2ကတော့ဘရိုမလင်းလို့ခေါ်တဲ့အင်ဆိုင်းဓာတ်ပါဘရိုမလင်းဟာနက်သီးမှာပါဝင်တဲ့အင်ဆိုင်းတစ်မျိုးဖြစ်ပြီးတော့ရောင်ရမ်းမှုကိုအဓိကလျှော့ချပေးပါတယ်စီးချိုယောဂရှိတဲ့သူတွေအနေနဲ့ကိုယ်ရင်းရောင်ရမ်းမှုတွေဟာစီးချိုယောဂကိုပုံမဆိုးရွားစေနိုင်ပါတယ်ဒီဘရိုမလင်းဟာဒါကိုလျှော့ချပေးနိုင်တဲ့အကျိုးအာနိသင်ရှိပါတယ်ဘရိုမလင်းကစာချစ်စနစ်ကိုလည်းအကူအညီပေးနိုင်ပြီးတော့အစာအိမ်ပြဿနာတွေကိုသက်သာစေနိုင်ပါတယ်။စီးချိုယောဂရှိတဲ့သူတွေအတွက်အစာချစ်စနစ်မကောင်းဆိုလို့ရှိရင်သွေးရင်းသကြားဓာတ်ကိုထိန်းညှိတဲ့နေရာမှာထိခိုက်စေနိုင်ပါတယ်။နံပါတ်3ကတော့ဗိုက်တာမင်နဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေရဲ့အာနိသင်တွေပါ။နက်သီးမှာဗိုက်တာမင် C ဘီတာကရိုတင်ဇင့်နဲ့ဖောလိတ်ဓာတ်တွေပါဝင်ပြီးတော့ဒီဓာတ်တွေကကိုယ်ခံအားစနစ်ကိုတန်မာစေပြီးတော့စီးချိုယောဂရှိတဲ့သူတွေအတွက်ယောဂပိုးတွေဝင်ရောက်ခြင်းကိုလည်းကာကွယ်ပေးနိုင်ပါတယ်။ဒါအပြင်ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာခန္ဓာကိုယ်ထဲမှာရှိတဲ့ဆဲတွေရဲ့ထိခိုက်ပျက်စီးမှုကိုကာကွယ်ပေးပြီးတော့စီးချိုယောဂရဲ့နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့သွေးကြောတွေကိုထိခိုက်တာနှလုံးယောဂဖြစ်နိုင်ခြေဒါတွေကိုလည်းလျှော့ချပေးပါတယ်ယခုဖော်ပြခဲ့တာတွေကတော့နက်သီးစားသုံးခြင်းဖြင့်စီးချိုသွေးချိုပေါ်မှာအကျိုးပြုတဲ့အချက်လေးတွေပဲဖြစ်ပါတယ်ယခုဆက်လက်ပြီးတော့စီးချိုယောဂရှိတဲ့သူတွေအတွက်တတိထားရမယ့်အချက်တွေကိုမျှဝေပေးသွားပါမယ်နက်သီးစားသုံးခြင်းဟာစီးချိုယောဂရှိတဲ့သူတွေအတွက်အန္တရာယ်ရှိနိုင်တဲ့အချက်အချို့ရှိပါတယ်။နံပါတ်1ကတော့သကြားဓာတ်ပါဝင်မှုပါ။နက်သီးဟာတဘာဝသကြားဓာတ်များစွာပါဝင်ပြီးတော့သွေးရင်းသကြားဓာတ်ကိုမြင့်တက်စေနိုင်ပါတယ်။နက်သီးရဲ့ glycemic index လို့ခေါ်တဲ့သကြားဓာတ်အညွှန်းကိန်းဟာခန့်မှန်းခြေအားဖြင့်59ရှိပါတယ်။ဒါဟာသွေးရင်းသကြားဓာတ်ကိုရုတ်တရက်မြင့်တက်စေနိုင်တဲ့အတွက်သတိထားသင့်ပါတယ်။စီးချိုယောဂရှိတဲ့သူတွေအနေနဲ့နက်သီးကိုအလွန်အကျွံစားသုံးတာဟာသွေးရင်းသကြားဓာတ်ကိုထိန်းချုပ်ရခက်ခဲစေနိုင်ပါတယ်။ဒါကြောင့်ပမာဏအနည်းငယ်ဥပမာတစ်နေ့ကိုတစ်စိမ့်နှစ်စိမ့်ဒီလောက်ပဲစားဖို့အကြံပြုချင်ပါတယ်။နောက်တစ်ခုကတော့နက်သီးကိုဖြော်ရည်မတောက်သင့်ပါဘူး။နက်သီးဖြော်ရည်ဟာအမြင့်တက်နေပါပြီးတော့သကြားဓာတ်ကိုပုံမူများပြားသွားအောင်စုစည်းထားသလိုဖြစ်တဲ့အတွက်သွေးရင်းသကြားဓာတ်ကိုလျင်မြန်စွာမြင့်တက်စေနိုင်ပါတယ်။စီးချိုယောဂရှိတဲ့သူတွေအနေနဲ့ကတော့နက်သီးဖြော်ရည်ကိုမတောက်သင့်ပါဘူး။ဖြော်ရည်အစားလက်ဆက်တက်နက်သီးကိုဓာတ်ရိုက်စားသုံးတာဟာပုံမူသင့်တော်ပါတယ်။ဒီလိုစားသုံးမယ်ဆိုရင်လည်းမှဲ့နေတဲ့နက်သီးကသကြားဓာတ်ပိုများပါတယ်။ဒါကြောင့်နည်းနည်းပဲမှဲ့တဲ့အသီးတွေကိုပဲရွေးချယ်စားသုံးသင့်ပါတယ်။ဒါဆိုလို့ရှိရင်သကြားဓာတ်ကမှဲ့တဲ့အသီးလောက်မတက်တော့ပါဘူး။ရေခဲတစ်တာလေးထဲမှာထားပြီးအေးခံပြီးစားသုံးမယ်ဆိုရင်လည်းအကောင်းဆုံးဖြစ်ပါတယ်။နံပါတ်3ကတော့ဓာတ်မတက်မှုနဲ့အလွန်အကျွံစားသုံးတာကိုရှောင်ကျဉ်ရပါမယ်။နက်သီးကိုအလွန်အကျွံစားသုံးမယ်ဆိုရင်ဝမ်းပိုက်မသက်မသာဖြစ်တာအစာအိမ်ပြဿနာဖြစ်တာဝင်းလျှောတာဒါမျိုးတွေဖြစ်စေနိုင်ပါတယ်။ဒါအပြင်နက်သီးစားမယ်ဆိုရင်တချို့တွေဟာပါးစပ်တီအားကောင်းနေရှာတွေရှားတာဒါမျိုးဖြစ်တတ်ပါတယ်။ဒီလိုလူတွေအတွက်ကတော့ရှောင်ကျဉ်သင့်ပါတယ်။စီးချိုယောဂရှိတဲ့သူတွေအနေနဲ့အကြံပြုချင်တာကတော့ဘက်တစ်ကတော့ပမာဏကိုထိန်းချုပ်ဖို့ပါ။နက်သီးကိုအနည်းငယ်သာစားသုံးသင့်ပါတယ်။တစ်နေ့ကို150 gram ထက်ပိုမစားသင့်ပါဘူး။ဒါဟာအလေးချိန်နဲ့ပြောမယ်ဆိုရင်တော့10သားအများဆုံးပဲစားသင့်ပါတယ်။ဒီလိုမျိုးစားမယ်ဆိုရင်တော့သွေးရင်းသကြားဓာတ်ကိုထိန်းချုပ်ရမှာအထောက်အကူဖြစ်စေပါတယ်။ဒါအပြင်ကိုယ်မှာသွေးကြိုတက်နေတာမျိုးဖြစ်နေတယ်ဆိုရင်တော့ဒီလိုကာလတွေမှာနက်သီးစားသုံးတာကိုလုံးဝရှောင်ကျဉ်သင့်ပါတယ်။နံပါတ်2ကတော့တခြားအစားအစာတွေနဲ့တွဲဖက်စားသုံးတာပါ။နက်သီးကိုတခြားအစားအစာတွေဥပမာအကျိုးပြုအစီများစွာပါဝင်တဲ့ထောပတ်သီးတို့နောက်တစ်ခုကအခွန်မာသီးတွေဖြစ်တဲ့
တကြားတီဟိုစီဘန်နာစီချောကလက်ဒီလိုမျိုးအခွန်မာတီတွေနဲ့တွဲစားမယ်ဆိုလို့ရှိရင်သွေးရင်းတကြားဓာတ်ကိုထိန်းချုပ်ရတာလွယ်ကူစေပါတယ်နောက်တစ်ခုကတော့ဆရာဝန်နဲ့တိုင်ပင်ဖို့ပါစီးကျိုယောဂရှိတဲ့သူတွေအနေနဲ့နနက်သီးစားသုံးမှုကိုအာဟာရပညာရှင်ဒါမှမဟုတ်ဆရာဝန်နဲ့တိုင်ပင်ဖို့လည်းအကြံပြုပါတယ်ဒါဟာလူနာတဦးချင်းစီရဲ့ကျန်းမာရေးအခြေအနေနဲ့လိုက်လျောညီထွေဖြစ်ဖို့အတွက်အထောက်အကူဖြစ်စေပါတယ်နောက်တစ်ချက်ကတော့အစာအသောက်ထိန်းချုပ်တာပါစီးကျိုယောဂရှိတဲ့သူတွေအနေနဲ့နနက်သီးကိုနေ့စဉ်ကိုယ့်ရဲ့ပုံမှန်စားတောက်တဲ့အစာအသောက်ကအစိတ်အပိုင်းလေးတစ်ခုအနေနဲ့ပဲစားသုံးသင့်ပါတယ်ညီကုန်းချုပ်အနေနဲ့ကတော့စီးကျိုယောဂရှိတဲ့သူတွေအနေနဲ့ကတော့နနက်သီးစားသုံးတာဟာအမြင့်ဓာတ်ဗီတာမင်နဲ့ဘရိုမလင်းလိုမျိုးအင်ဇိုင်းဓာတ်တွေအားဆိုရင်အကျိုးကျေးဇူးတွေကိုပေးနိုင်ပါတယ်ဒါပေမဲ့လည်းသူ့မှာပါဝင်တဲ့တကြားဓာတ်ကသွေးရင်းတကြားဓာတ်ကိုမြင့်တက်စေနိုင်တဲ့အတွက်ကြောင့်ပမာဏထိန်းချုပ်ပြီးတော့စားသုံးဖို့လိုအပ်ပါတယ်လက်ဆက်တက်နနက်သီးကိုအနည်းငယ်ပဲစားသုံးမယ်ဖျော်ရည်တောက်တာကိုလည်းရှောင်မယ်နောက်တစ်ခုကတော့အာဟာရပညာရှင်ဒါမှမဟုတ်ဆရာဝန်နဲ့တိုင်ပင်ခြင်းဖြင့်စီးကျိုယောဂရှိတဲ့သူတွေအတွက်ကတော့အကောင်းဆုံးဖြစ်ပါတယ်ယခုမျှဝေပေးခဲ့တာတွေကတော့စီးကျိုသွေးကျိုဝေဒနာရှင်အနေနဲ့နနက်သီးစားသုံးတာနဲ့ပတ်သက်ပြီးတော့သိရှိထားတဲ့ဗဟုသုတတွေကိုမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်အားလုံးအတွက်အကျိုးရှိမယ်လို့လည်းမျှော်လင့်ပါတယ်ကျန်းမာရေးနဲ့ပတ်သက်ပြီးဗဟုသုတတွေကိုထပ်မံသိရှိရဖို့အတွက်ဒီ channel လေးကို subscribe လုပ်ခဲ့ပေးပါအောင်ရှင်အားလုံးပဲကျန်းမာချမ်းသာအသက်ရှည်ကြပါစေရှင်